ဆိုးမျိုးမှာတက္ကစီမောင်းပြီးသမီးလေးတယောက်ကိုပြုစုနေလဲတာမန်လူတယောက်ရှိပါတယ်။သူ့နာမည်ကမန်စော့ပါ။နေ့စဉ်တက္ကစီမောင်းရတဲ့ဝင်ခွေနဲ့ပဲဘဝကိုမနှဲမသက်သာဆက်လက်နေထိုင်နေရပြီးအိမ်ငါးကမပေးနိုင်လောက်အောင်ဘဝကခက်ခဲလာပါတယ်။ဒီအချိန်မှာပဲ1980ခုနှစ်ကိုရီးယားမှာစစ်အာဏာသိမ်းမှုဖြစ်ပွားပြီးဒီမိုကရေစီလှုပ်ရှားမှုတွေကိုအကြမ်းဖက်ဖိနှိပ်နေပါတယ်။တနေ့မှာမန်စော့ကဂျာမန်သတင်းထောက်ယာဂန်ဟင်စပီတာကိုဂွမ်ဂျူမြို့အထိမောင်းပို့ရင်ငွေအများကြီးရမယ်ဆိုတာကြားပြီးဒီအလုပ်ကိုလက်ခံလိုက်ပါတယ်။ဂွမ်ဂျူကိုရောက်သွားတဲ့အခါလမ်းဘေးထဲမှာစိတ်ငိမ်လွန်ပြီးဒီမိုကရေစီစန္ဒပြသူတွေကိုတနက်နဲ့ပစ်ခတ်နေရကိုသူ့မျက်စိနဲ့ကိုယ်တိုင်မြင်လိုက်ရပါတယ်။အစမှာမန်စော့ကဒီကိစ္စတွေကကိုယ့်အလွတ်မဟုတ်ဘူးလို့ဝင်မပါတော့ဘူးဆိုပြီးနှုတ်ပြန်ဆုတ်ချင်ခဲ့ပါတယ်။ဒါပေမဲ့အပြစ်နဲ့ပြည်သူတွေရိုက်နှက်ပစ်တက်ခံရနေတာကိုမျက်မြင်တွေ့လိုက်ရချိန်မှာသူ့စိတ်ကပြောင်းလဲသွားပါတယ်။တက္ကစီမောင်းသူတွေဟာကိုယ့်အသက်ကိုမစိုးရိမ်ပဲဒဏ်ရာရသူတွေကိုကယ်ဆယ်ဖို့တက္ကစီတွေကိုကာကွယ်ရေးအဖြစ်အသုံးပြုပြီးအန်ဒီရဲတွေကိုဝင်ရောက်ကြပါတယ်။နောက်ဆုံးမှာမန်စော့ဟာအသက်အန်ဒီရဲဇာကနေယာဂန်ကိုလေစိတ်အထိပို့ပေးနိုင်ပြီးခွမ်ဂျူမှာဖြစ်ခဲ့တဲ့အမှန်တရားတွေကိုကဘာတဝမ်းသိစေဖို့ကူညီပေးနိုင်ခဲ့ပါတယ်။ယာဂန်ကကဘာကျော်သတင်းထောက်ဖြစ်သွားပေမဲ့မန်စော့ကသူ့နာမည်ကိုမဖော်ပြပဲတာမန်တက္ကစီမောင်းသူအဖြစ်ပဲဘဝကိုဆက်လက်ဖြတ်သန်းသွားပါတယ်။ဒီဇာတ်ကားဟာ1980ခုနှစ်ဂွမ်ဂျူလူထုတပ်ဖြတ်မှုကိုအမှန်အတိုင်းအခြေခံထားတဲ့အရန်ကိုစိတ်ထိခိုက်စရာအဖြစ်အမှန်ဇာတ်လမ်းဖြစ်ပါတယ်